ကားလေးစင်ဝန်ထမ်းရုပ်ရှင်တွေရလို့ပဲဒီပကြီးကားတဲ့ကဘာကြီးဟာလည်းလက်တွေ့ကဘာကြီးနဲ့ကွာခြားလုံးပြီးတော့မြင်မြင်သမျှအရာအလုံးဟာထူးဆန်းလုံးနေပါတယ်အဲ့ဒီကဘာကြီးကိုပကြီးနယ်ပယ်မှာတော့စာဝေလေးကဘာကြီးလို့ခေါ်ပြီးတော့စာဝေလေး artist တွေနဲ့စာရေးဆရာတွေအများစုနေထိုင်ကြပါတယ်။ Iron Klein နဲ့ Narc Music လို့ခေါ်တဲ့ဒီပကြီးကားကိုတော့စာဝေလေးဆန်အားမမှန်ကြီးရဲ့နောက်ဆုံးတော့ artist တယောက်ဖြစ်ခဲ့တဲ့အမေရိကန်ပြည်ဆရာမဒိုရိုတီယာထန်နင်းက1943ခုနှစ်မှာဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။ဒီပကြီးကားကဆိုရင်တူမအသက်ရှင်နေထိုင်ခဲ့တဲ့တရားတစ်နှစ်အတွင်းကအထူးဆန်းဆုံးနဲ့အကျော်ကြားဆုံးပကြီးကားတစ်ချက်လည်းဖြစ်ခဲ့ပါတယ်။ဒီပကြီးကားနဲ့ပတ်သက်လို့ Art Scholar တချို့ကနေပြီးတော့ရှုထောင့်မျိုးမျိုးကနေပိုထွေလောက်ခဲ့ကြပေမဲ့လည်းပကြီးဆရာမကိုယ်တိုင်ဖွင့်ရလုပ်ထားခဲ့တာကတော့လူတိုင်းရဲ့ဘဝဟာကိုယ်တိုင်ရေးဆက်လန်တစ်ပုတ်ဖြစ်ပြီးတော့ဘဝမှာကြုံတွေ့လာရမယ့်တချို့သောပြဿနာတွေဟာကြီးမားပြီးတော့အန္တရာယ်ရှိနေနိုင်ပေမဲ့လည်းဒါဟာအများအားကြုံတွေ့နေရမှာမဟုတ်တယ်လို့တချို့သောပြဿနာလေးတွေဟာကိုယ်အတွင်းစိတ်ထဲကတနောက်တစ်နေရာလေးမှာဒါမုန်းချမ်းမှုတွေရဲ့အဆုံးသတ်တွေဖြစ်ကြံရှိနေခဲ့မှာဖြစ်ပြီးတော့ကျွန်တော်တို့တွေရဲ့ဘဝမှာကြုံတွေ့လာသမျှနဲ့ရင်ဆိုင်မှုတွေအကြောင်းကိုပုံဖော်လာခဲ့တဲ့ပကြီးကားတစ်ချက်ဖြစ်တယ်ဆိုတဲ့အကြောင်းဖွင့်ရလုပ်ထားခဲ့ပါတယ်။